လူမှုပတ်ဝန်းကျင်မှာပြောတဲ့စကားတော့အဲ့ဒါဘာလဲဆိုအကောင်းမြင်စိတ်လေးထားစမ်းပါဆိုတဲ့စကားလေးတွေမင်းကိုတကယ်ပဲကုသပေးနေတာလားဒါမှမဟုတ်မင်းရဲ့ခံစားချက်တွေပိတ်လောင်ပြစ်နေတာလားကျွန်တော်ဒီနေ့ပြောပြပေးမယ်တင်ဆက်ပေးမယ်စာအုပ်လေးတစ်အုပ်ကတော့ဆရာဉာဏ်သာထင်လေးရေးသားထားတဲ့အကောင်းမြင်ဝါဒရဲ့ဘေးအန္တရာယ်ဖြစ်ပါအမြဲတမ်းပြုံးနေရတာပင်ပန်းနေပြီဒီစာအုပ်ကမင်းကိုအစင်မပြေလဲဖြစ်တယ်ဆိုတော့စိတ်သက်သာရမှုဖော်ပြပေးမယ်စာအုပ်လေးတစ်အုပ်အတူရောင်စိတ်ခွန်အားပေးစာသားတွေစကားလုံးတွေကြားမှာရမ်းပြောင်းနေတဲ့သူတိုင်းအတွက်အမှန်တရားကိုဖော်ပြပေးမယ်စာအုပ်လူဖြစ်ရတာတစ်ခါတလေမှာခက်ခဲပါတယ်အဲ့ဒါကိုအသေးအသားမှကြီးလှပအောင်လုပ်နေဖို့မလိုပါဘူးကျွန်တော်ဒီစာအုပ်ထဲမှာအကြိုက်ဆုံးစာသားလေးတစ်ကြောင်းရှိပါတယ်ဝင်မြပေးလို့ပါဒီစာသားလေးတစ်ကြောင်းကတော့အသေးအကျက်ပြုံးနေရတာထက်အမှန်တရားကိုလက်ခံလိုက်တာပိုပြီးစိတ်သက်ကိုဥတပေးနိုင်ပါတယ်ဒီစာသားကိုကျွန်တော်ကြိုက်ဆုံးတဲ့ပါပါတယ်ဒါကြောင့်ကျွန်တော်အားပေးနေတဲ့ပရိသတ်ကူစီတိုင်းလည်းကျွန်တော်လိုက်ရင်ရှယ်လုပ်ပေးသားကြပါခင်ဗျာကျွန်တော်အားပေးနေတဲ့ပရိသတ်တွေအားလုံးလည်းလူချစ်လူပေါ်နိုင်ကြပါအားလုံးပဲကျေးဇူးတင်